တခါချက်တာနဲ့တအိုးလုံးပြည့်ရဲ့ဆိုတဲ့ဒလေးကဘာဖုံကြီးကြောင့်ကဟင်းပေါင်းမဲ့ရှိရဲ့နော်အဝေးရောက်မိသားစုတွေအတွက်ကတော့ငယ်အမတ်တရဆိုတာဘလို့မှအဖိုးမဖြတ်နိုင်တဲ့တကြံကာလရုံပရက်လေးမှာအမေအိမ်ကိုလည်းလွှမ်းရင်အတုပ်ဆောင်ထမင်းပေါင်းလေးကိုလည်းလှုပ်ရှားကြပါမယ်လုံနီကတော့ရိုးရှင်းလွန်းတာကြောင့်ဟင်းချက်ဖို့အချိန်မပေးနိုင်ဘူးဆိုတဲ့လူချင်းမတို့အတွက်အဆင်ပြေစေမှာပါအရင်ဆုံးစံတလုံးကိုတေချာဆေးကြောပြီးထမင်းပေါင်းအိုးထဲထည့်ပေးလိုက်ပါမယ်အပေါ်ကနေလည်းအရသာလေးတွေထိမိနေစေဖို့ပဲငံပြရီခရုစီနဲ့ထောဘက်စီလေးကိုနှံ့နေအောင်ရောဝေပေးလိုက်ပါပြီးရင်တော့ဒေါင်းသားတစ်ဖက်စီတိုင်းမှာပဲပြောင်းဘူးမှုန်နဲ့စက်သားချောင်းလေးတွေကိုရောထည့်ပေးပြီးဗီတာမင်တွေစုံနေစေဖို့အတွက်မုံလာဦးနဲ့ခရမ်းချင်သည့်တစ်လုံးကိုပါထည့်ပေါင်းပေးလို့ရပါတယ်ရှင်ပြီးရင်တော့ထုံးစံအတိုင်းရေလေးလက်တစ်စစ်ထည့်ပြီးမီးခလုတ်အောက်ချပေးလိုက်တာနဲ့15မိနစ်ပဲချက်မလားမိနစ်20ပဲချက်မလားသူ့လိုလိုကြက်နေမဲ့ထမင်းတအိုးရလာမှာဖြစ်တယ်လို့အဖုံးဖွင့်တာနဲ့မွေးကြိုင်နေမဲ့ထမင်းပေါင်းနှံလေးကိုရလိုက်မှာဖြစ်ပါတယ်ဒီလိုနီလန်တိုင်းနာဆိုရင်တော့တပကံခူးလိုက်တိုင်းဟင်းတွေလည်းပါနေမှာဖြစ်တယ်လို့စားလို့လည်းကောင်းပြီးအချိန်ကုန်လည်းတက်တာကြောင့်လှုပ်ရှားကြည့်လို့ရအောင်တင်ပေးလိုက်တာဖြစ်ပါရှင်။အရာသာရှိတဲ့ဟင်းလျာတိုင်းကိုအမြဲတင်ဆက်ပေးသွားမှာမို့နောက်ဗီဒီယိုတွေမှာပြန်ဆောင်တွေ့ကြပါမယ်နော်။